ကောင်မလေးတယောက်သူ့ရဲ့ crush တိုက်နှစ်သက်သူကိုနှုတ်ဆက်ဖို့စပိန်စီလာပါတယ်ဒါပေမဲ့ကောင်လေးကသူမကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးကောင်လေးကလမ်းပေါ်မှာမောင်းလာတဲ့ဇိမ်ခံကားတွေကိုသာအာယုံစိုက်ပြီးစိတ်ဝင်စားစွာကြည့်နေခဲ့ပါတယ်ကောင်မလေးကသူ့ကိုဘာလို့ဂရုမစိုက်ရတာလဲဆိုပြီးမင်းမြန်းစင်မှာပဲဇိမ်ခံကားတစ်စီးကသူမကိုဖျက်ကျော်မောင်းနှင်သွားတာကြောင့်လန့်ပြီးလဲကျသွားခဲ့ပါတယ်ဇိမ်ခံကားတွေတစ်စီးပြီးတစ်စီးရပ်တန့်သွားပြီးနောက်မှာတော့စတိုင်ကြတဲ့မိန်းကလေးတယောက်ကားထဲကနေဆင်းလာပါတယ်လူတွေကသူမရဲ့အဝတ်အစားနဲ့အသွင်ပြင်ကိုကြည့်ပြီးချမ်းသာတဲ့မိသားစုကမိန်းကလေးလို့ထင်မှတ်ခဲ့ကြပါတယ်လဲကျသွားတဲ့ကောင်မလေးကမစင်မချင်မောင်းနှင်မှုအတွက်သူမကိုသတိပေးပေမဲ့ချမ်းသာတဲ့ကောင်မလေးကတော့ရေမောပြီးကောင်မလေးမှာအမြင်အာရုံမရှိဘူးလို့ပြောဆိုခဲ့ပါတယ်ကောင်မလေးကသူမရဲ့ရိုင်းဆိုင်တဲ့ပြောဆိုကိုမေးခွန်းထုတ်ခဲ့ပါတယ်ချမ်းသာတဲ့မိန်းကလေးကသူမကိုအထင်သေးနဲ့တောသူမလေးလို့ခေါ်ဆိုခဲ့ပါတယ်ထို့အပြင်ကောင်မလေးကိုတိုက်မိတာဟာကိစ္စကြီးတစ်ခုမဟုတ်ဘူးလို့ပြောဆိုပြီးတောင်းပန်ဖို့တောင်းဆိုလာပါတယ်ကောင်မလေးကဒါဟာမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပြီးတောင်းပန်တင်တာကကိုဘက်ကမိန်းကလေးသာဖြစ်တယ်လို့ညှင်းဆိုခဲ့ပါတယ်သူမရဲ့ crush လည်းကောင်မလေးကိုအပြစ်တင်ပြီးတောင်းပန်ဖို့တိုက်တွန်းလာတဲ့အခါကောင်မလေးအလွန်စိတ်ထိခိုက်သွားပါတယ်တကယ်တော့ဒီကောင်မလေးဟာချမ်းသာကြွယ်ဝတဲ့မိသားစုကနေဆင်းသက်လာသူဖြစ်ပြီးကျောင်းစရိတ်အတွက်အဆောင်ဖြစ်အလုပ်လုပ်နေတာဖြစ်ပါတယ်သူမဟာမိဘတွေရဲ့သဘောထားကိုစန့်ကျင်ပြီးအဆင့်မြင့်ရက်ွက်တစ်ခုမှာအဆောင်ဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ပါတယ်ကားတွေဝင်လာတိုင်းသူမကလေးစားစွာနှုတ်ဆက်လေးရှိပြီးအလုပ်ကိုပုံမှန်တိုင်းလုပ်ကင်နေပါတယ်အဲ့ဒီနေ့ကလည်းပုံမှန်တိုင်းတာဝန်ထမ်းဆောင်နေစဉ်မှာပဲဇိမ်ခံကားများစွာတန်းစီဝင်ရောက်လာတာကိုတွေ့လိုက်ရပါတယ်ကားပေါ်မှာကိုရန်တော်များဆင်းလာကြပြီးကောင်မလေးကသူတို့ကိုနှွေးထွေးစွာနှုတ်ဆက်ခဲ့ပါတယ်ကားနောက်ခံပတင်းပေါက်ပွင့်လာတဲ့အခါမှာတော့ကောင်မလေးကသူမရဲ့ဖခင်ကိုတွေ့လိုက်ရပြီးအံ့ဩသွားပါတယ်ဖခင်ဖြစ်သူကအိမ်ပြန်ရင်ပြောဆိုတော့လေကောင်မလေးကညှင်းဆိုပြီးစပိန်ချေထွက်ပြေးခဲ့ပါတယ်ဖခင်ဖြစ်သူလည်းကားပေါ်မှာဆင်းလာပြီးကိုရန်တော်တွေကိုကောင်မလေးနောက်ကိုလိုက်ဖမ်းခိုင်းခဲ့ပါတယ်ကိုရန်တော်တွေကအမိန့်ကိုချက်ချင်းလိုက်နာပြီးကောင်မလေးကိုလိုက်လံဖမ်းဆီးပါတယ်ကောင်မလေးကလွတ်မြောက်ပြီလို့ထင်မှတ်ခဲ့ပေမဲ့ကောင်းကင်မှာရဟရင်တစ်စင်းဝဲပြန်နေတာကိုတွေ့လိုက်ရပြီးစိတ်တက်ကြသွားပါတယ်လမ်းပေါ်မှာဇိမ်ခံကားတွေထပ်မံရောက်ရှိလာပြီးကောင်းကင်မှာလည်းအဆင့်မြင့်နည်းပညာသုံးကိရိယာတွေပေါ်လာပါတယ်ကိုရန်တော်တွေကသူမရဲ့ရှေ့မှာဆင်းသက်လာပြီးအုပ်စုလိုက်ပိတ်ဆို့လိုက်ကြပါတယ်နောက်ဆုံးမှာတော့ကောင်မလေးကိုဝိုင်းရံထားတဲ့ကိုရန်တော်များနဲ့ဇိမ်ခံကားများကသူမအားပြန်လဲခေါ်ဆောင်ရန်တောင်းဆိုလိုက်ပါတယ်